ပြေးလိုက်တယ်အဲ့လိုပြေးလိုက်တဲ့အခါကျတော့မြတ်စွာဘုရားကတကူတော်နဲ့ဖန်ဆင်းထားလိုက်တယ်အင်္ဂုလိမာလမြားတကန်းလောက်အကွာမှာသူ့ကိုမိလို့မရအောင်မြားနဲ့လှမ်းပစ်လည်းမမိလောက်တဲ့နေရာလောက်အင်္ဂုလိမာလနဲ့ဘုရားနဲ့ခတ်ဝေးဝေးဖြစ်နေအောင်ဖန်တီးတာမြတ်စွာဘုရားကတော့ပုံမှန်လေးကြွတယ်အင်္ဂုလိမာလကြီးကပြေးပြေးလိုက်လာတယ်ပြေးလိုက်လေဝေးသွားတာခုခေတ်လမ်းလျှောက်ဆက်ကြီးလို့များဖြစ်နေမလားမသိဘူးဘလောက်သွားရှေ့ကိုမရောက်ဘူးအင်္ဂုလိမာလနော်လမ်းလျှောက်ဆက်ပေါ်လမ်းလျှောက်နေလို့ကတော့တထွာမှရှေ့ရောက်မှာမဟုတ်ဘူးအဲ့တော့အင်္ဂုလိမာလလည်းရှေ့မရောက်ဘူးဒါပေမဲ့ခကြီးကသုံးယူစနာကွာလောက်ထိအောင်ရောက်သွားပြေးလိုက်ရဘယ်တော့ကြည်ဖျားကသူနဲ့အကွာဝေးရအဲ့လောက်ပဲဖြစ်တယ်ဘလောက်ပြေးအနာရောက်လိမ့်မယ်ထင်တယ်မရောက်ဘူးအကွာဝေးရတော့ပဲဘုရားကတော့ပုံမှန်လေးသွားနေတာအဲ့ဒီမှာပို့ပြီးတော့မခံကြီးမခံတာဖြစ်လာတယ်လူကမောလာပြီးတော့မခံကြီးမခံတာသုံးယူစနာဆိုတဲ့ခကြီးပြေးရတာနဲတာမှမဟုတ်တာမိုင်နဲ့တွေ့ရင်တော့အတိအကျတော့ပြောလို့မရဘူးတယူစနာကို10မိုင်လို့ဆိုတာရှိတယ်12မိုင်လို့ဆိုတာရှိတယ်ဘယ်ဟာတိကျတယ်လို့ဒါတွေကခုခေတ်လို့တိုင်းတာထားတာမဟုတ်သည့်အတွက်ကြောင့်ပြောရတာတော့ခက်တယ်ပေါ့အဲ့ဒါလို့သုံးစနာလောက်ရှိတဲ့အဝေးကွာထိအောင်ရောက်တော့မြတ်စွာဘုရားကိုမိလူနဲ့သူကမိမယ်နဲ့ကြိုးစားရင်မမိဘူးမမိတဲ့အခါကျတော့သူကလှမ်းပြီးတော့អော်တာတိဋ္ဌသမဏဟေးကိုတော်ရက်လိုက်နဲ့လှမ်းပြီးတော့អော်တာအဲ့ဒီကြတော့မြတ်စွာဘုရားကသူ့ကိုလှည့်ပြီးတော့ပြောလိုက်တာငါရက်နေတာပါတဲ့မင်းပဲရက်ဖို့လိုပါတယ်ဒီစကားလေးပဲပြောတာဘာမှမပြောဘူးဘုရားငါရက်နေတာလေးတဲ့မင်းပဲရက်ဖို့လိုတယ်အဲ့တော့ဒီစကားကတာမန်ပုဂ္ဂိုလ်အတွက်တော့ဘာမှထူးဆန်းမှာမဟုတ်ဘူးရှင်အင်္ဂုလိမာလကြီးမှာတော့ဟတ်ကိုထိသွားတယ်လို့ပြောမှာပေါ့နော်နှလုံးသားကိုထိသွားတယ်ဒီစကားလေးငါရက်နေတာမင်းမရက်ပါအတွေးဝင်သွားတယ်ဒီယဟန်တွေဟာဘယ်တော့မှလိမ့်လေလှည့်ပြားပြီးတော့ပြောလို့မရှိကြဘူးဘုရားပြောတဲ့ပုဂ္ဂိုလ်မျိုးတွေမဟုတ်ဘူးသူကသွားနေရင်ငါရက်နေတာလို့ပြောတယ်ငါကြတော့ပြေးလိုက်နေတာတော့မင်းရက်လို့ပြောတယ်ဒါတွေပဲရှိမယ်သူစိတ်ထဲမှာစိတ်ကိုဖြေလျှော့လိုက်လျှော့ပြီးတော့မေးခွန်းထုတ်လိုက်တယ်နေပါအောင်ကိုတော်ကသွားနေရဲ့တန်းနဲ့ရက်တယ်လို့ပြောတယ်ကျွန်ုပ်ရက်တာတော့မင်းရက်ဖို့လိုတယ်လို့ပြောတယ်ဘာအဓိပ္ပာယ်လဲဘယ်လိုရည်ရွယ်ပြီးတော့ပြောတာတော့လို့ဆိုမြတ်စွာဘုရားအေးငါကသူများတက်ကိုတတ်ချင်းစားတဲ့အကုသိုလ်တွေကစောင့်စည်းပြီးတော့အကုသိုလ်အလုပ်တွေကိုမလုပ်တော့ဘူးကောင်းတဲ့တရားတော်ပေါ်မှာကောင်းတဲ့ကိုချင်းတရားပေါ်မှာငါကရက်နေတာမင်းကလူတကာလိုက်တတ်နေတော့မင်းကမရက်သေးဘူးတနည်းအားဖြင့်ငါကပါဏာတိပါဒဆိုတဲ့အလုတ်ကစပြီးအကုသိုလ်မှန်သမျှကိုရပ်ဆိုင်လိုက်ပြီးငါမလုပ်တော့ဘူးမင်းကအကုသိုလ်မှန်သမျှတွေအကုန်လုပ်နေတာဆိုတော့မင်းရပ်ဖို့လိုတယ်ဟောဒီလိုရှင်းပြလိုက်တဲ့အခါမှာအဲ့ဒီမှာညံပွက်သွားတာဟာအာဂဝေမင်းသားယဟန်ဆိုတာသူပဲနေမှာပဲကြည်စံငါမကြားဘူးတဲ့စကားတွေပြောတယ်ဆိုပြီးစိတ်ထဲမှာသိချေနှက်သွားပြီးသူဆုံးဖြတ်လိုက်တယ်ဒီလိုပုဂ္ဂိုလ်မျိုးတွေကညံထက်တဲ့ပုဂ္ဂိုလ်တွေကသူများတွေလို့မပြတ်သားတဲ့ပုဂ္ဂိုလ်မျိုးမဟုတ်ဘူးသူတို့ကလှုပ်ပြီးဆိုရင်ပြတ်သားတယ်သူ့လက်ထဲပါတဲ့လေးတွေများတွေတနတ်တွေလှမ်းနေတနတ်တော်ပါပေါင်းလေနော်ဓာတ်တွေအကုန်လုံးဘေးလမ်းဘေး6ထဲအကုန်ပြစ်ချလိုက်ပြစ်ချပြီးတော့ဘုရားရှိခိုးမှာဒူးထောက်အဲ့ဒီကြတော့ဘုရားကိုချင့်ကပ်လို့ရသွားပြမလို့တဲ့စိတ်နဲ့လိုက်နေသမျှတော့သူဘယ်လိုမှချင့်ကပ်လို့မရမပြမတော့ဘူးလို့လည်းစိတ်လည်းရောက်လိုက်ရောဘုရားနာရောက်သွားတယ်သူကဘုရားရှိခိုးမှာဒူးထောက်ပြီးတော့သူ့ကိုယဟန်အဖြစ်လက်ခံမှာဒါတွေအလုံးဆုံးပယ်လိုက်ပါဆိုတော့မြတ်စွာဘုရားကအေဟိဘိက္ခုလာခဲ့တောခါတော်ဓမ္မောငါဟောထားတဲ့တရားတွေမှန်ကန်တယ်ဂရန်တီပေးတာနော်အမှားမရှိစေရ